ဟိုတယ်ပိုင်ရှင်တတိမကိုကြော်ပြီးအိမ်ပေါ်မာလေးနဲ့နောင်မီလေးလို့ပွဲဖြစ်နေတဲ့အောင်ရဲလင်းအုပ်စဘောရုပ်ကြော်ပြီးမိန်းကလေးပရိသတ်တွေရဲ့အသေးအဆွဲဖြစ်ခဲ့တဲ့နိုင်ငံကျော်မင်းသားအောင်ရဲလင်းရဲ့မတင်မှတ်ထားတဲ့အချစ်ရေးဆက်ရှုပ်ကြီးကလူပြောစရာဝေဖန်စရာဖြစ်နေပါတယ်။လက်တလုံးမှာတော့မင်းသားအောင်ရဲလင်းရဲ့တရားဝင်ချစ်သူကမန္တလေးမြို့ကနာမည်ကြီးထိပ်တန်းဟိုတယ်ကြီးတွေနဲ့စီးပွားရေးလုပ်ငန်းပေါင်းများစွာကိုပိုင်ဆိုင်ထားတဲ့အင်မတန်ချမ်းသာကြွယ်ဝပြီးတော့ထက်မြက်တဲ့တတိမကြီးတူဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့အောင်ရဲလင်းတယောက်အဆိုပါတတိမကြီးကိုကြော်ပြီးတော့ချစ်သူရဲ့နေအိမ်ကအိမ်ကူမိန်းကလေးနဲ့ခိုးကြောင်ခိုးဝဲတိတ်တိတ်ပုံနောက်မီးလင်းနေတာတစ်နှစ်ခွဲလောက်တောင်ရှိနေပြီဆိုတဲ့သတင်းတွေအခိုင်အမာထွက်ပေါ်လို့လာပါတယ်။ဒီသတင်းကြောင့်ပရိသတ်တွေကြားမှာအကြီးအကျယ်ဝေဖန်မှုတွေမြင့်တက်နေပါတယ်။အရင်ကနိုင်ငံကျော်ထိပ်တန်းမင်းသမီးတွေနဲ့ပဲထဲလဲတွေ့ခဲ့တဲ့နိုင်ငံကျော်မင်းသားကျော်ကြီးကအခုလိုမျိုးဆက်ဆက်ရရပြည့်စုံတဲ့ဟိုတယ်ပိုင်ရှင်ချစ်သူကိုပလစ်ပြီးတော့မိန်ကြတဲ့အိမ်ပေါ်မလေးနဲ့ဇလန်သွားရှုပ်ခဲ့တယ်ဆိုတဲ့အချက်ကလူတိုင်းကိုပါဇက်အဟောင်းသားဖြစ်စေခဲ့တာပါ။ကိုကျင်တရားနဲ့ပတ်သက်ပြီးတော့အောင်ရဲလင်းရဲ့ဖောက်ပြန်တဲ့လုပ်ရက်အပေါ်မှာပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချနေကြပြီးသူရဲ့အမှုပညာဂုဏ်သိက္ခာအတွက်အတော်လေးကိုရုပ်ဆိုးအကြီးတန်းစေတဲ့အဆက်ကွဲစရာဖြစ်ရတစ်ခုဖြစ်ပရိသတ်တွေကြားမှာပွဲဆိုနေရဖြစ်ပါတယ်။ပရိသတ်တို့ရောဒီကိစ္စကိုဘယ်လိုမြင်ပါသလဲရှင်။